အားလုံးပဲမင်္ဂလာပါ United Fan Area မှာညီကိုတို့ပြန်လည်ကြိုဆိုပါရစေကျွန်တော်ဒီနေ့ sharing လုပ်သွားပေးမယ့်သတင်းလေးကတော့ Manchester United အသင်းကွင်းလယ်ကစားသမားအကယ်ဒမီထွက်ဖြစ်တဲ့ Kobe Mainoo အကြောင်းလေးပဲဖြစ်ပါတယ်ဒီချက်တွေလေးကအစာပိုင်းမှာတော့စာချုပ်အတွက်အဆင်မပြေဘူးဆိုပြီးတော့အသင်းကနေထွက်နိုင်ကြီးရှိရဆိုပြီးတော့သတင်းထွက်နေပါတယ်အခုဒီလက်တလောကြားတဲ့သတင်းတွေက Kobe Mainoo က Manchester United အသင်းနဲ့မကြခင်မှာcontract new ပေါ့ new contract စာချုပ်တစ်ချုပ်တော့မယ်လို့လည်းသတင်းတွေထွက်ပေါ်လာတယ်တွေ့ရပါတယ်သူ့အနေနဲ့လာစားဘယ်လောက်တောင်းတယ်ဘယ်လိုမျိုးဆိုတာကတော့အတိအကျတော့ထွက်ပေါ်လာခြင်းမရှိသေးပါဘူးညီကိုရောဒီကစားသမားလေးကိုအသင်းမှာဆက်ထိန်ထားစီခြင်းလားဒါမှမဟုတ်အသင်းပြောင်းစီခြင်းလားညီကိုတို့ရဲ့အမြင်လေးကိုကျွန်တော်ကိုလည်း sharing လုပ်ပေးကြပါဦးဒီဗီဒီယိုလေးကို like and share ပြုလုပ်ပြီးတော့ကျွန်တော်ရဲ့ Facebook TikTok YouTube channel လေးကိုဝင်ရောက်အားပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်